အားလုံးပဲမင်္ဂလာပါဒီချေတို့ပထမခေတ်အနေနဲ့1890 1973မှာစက်မှုလုပ်ငန်းတွေစတင်ပေါ်ပေါက်လာခဲ့တယ်အဲ့တော့စက်မှုလုပ်ငန်းတွေစတင်ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ဒီချေတို့တွေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ချေတို့တွေကအရန်ကိုအလုံးလုပ်ခဲ့ရတယ်အဲ့တော့အလုံးလုပ်ခဲ့ရတာဖြစ်တဲ့အတွက်ချေတို့စက်မှုလုပ်ငန်းတွေဘလို့ပေါ်ပေါက်လာကြလဲဆိုရင်1800ပြည့်ကလေးကပေါ်ပေါက်လာခဲ့တဲ့စက်မှုလုပ်ငန်းတွေ1890လောက်ထဲကနော်ပေါ်ပေါက်လာခဲ့စက်မှုလုပ်ငန်းတွေဒီလိုမျိုးကြီးပေါ့နော်ပင်ပန်းတယ်ပေါ့နော်ချေတို့ဘလို့ပင်ပန်းလဲဆိုတော့သူတို့အလုံးလုပ်ရတဲ့ပုံစံတွေကကြည့်frame ကြမရှိဘူးလူတွေကိုလည်းကြည့်လိုက်တော့မဲမဲညင်းညင်းနဲ့စုပ်ပြက်နဲ့အလုံးလုပ်ရရဲလောက်ကင်လာကြရဲအရန်ကြီးလည်းအသက်ရှူမှုတွေလည်းမရှိဘူးမမဝမဲနဲ့လောက်ကင်ဥပမာဆိုကွာမျိုးလုံးထဲမှာမြင်တာပြောရရင်ကျတို့ရုပ်ရှင်ထဲမှာမြေအောက်မှာပေါ့နော်တဘာဝဒီလှိုင်ကူတွေတူးတဲ့ပုံစံမျိုးလေးတွေအဲ့လိုပုံစံမျိုးရင်တို့လုပ်ရတယ်အရန်ပင်ပန်းနဲ့စက်မှုလုပ်ငန်းတွေဖြစ်တဲ့အတွက်စက်ပစ္စည်းတော့ပါတယ်ဒါပေမဲ့ဆိုနီးပညာတွေတိုးတက်သေးရဖြစ်တို့ကအဆင်ပြေမှုတော့တိတ်မရှိသေးဘူးဒါဆိုရင်လည်း1923မှာဆိုရင်နည်းနည်းလေးတော့လူတွေကနည်းနည်းလေးတော့ဒီလူတွေပါဝင်လာရသေးတယ်ပေါ့နော်လူတွေလောက်ကင်လာရတယ်တို့ပစ္စည်းလေးတွေယူတာလေးတွေဆက်ကင်ပြီးထွက်လာတဲ့ဟာတွေတို့ယူရတဲ့ပုံစံတွေလုပ်ရတယ်1945မှာဆိုနည်းနည်းလေးတိုးတက်လာပြီးပိုပြီးတိုးတက်လာတယ်လို့ပြောရမယ်စက်ပစ္စည်းတွေနဲ့ပဲလှုပ်တော့တယ်လူတွေတိတ်မလို့တော့ဘူးဟုတ်ကဲ့နော်ဒါဆိုရင်ဒီချယ်တို့တွေကခစ်တစ်ခစ်နဲ့မတူညီလာတဲ့သဘာဝတွေပေါ်မှာမူတည်ပြီးတော့လုပ်ငန်းတွေဟာပြောင်းလဲလာတာဖြစ်တယ်အဲ့တော့အရင်ဆုံးပထမဦးဆုံးပေါ်လာသည်1890 1973လောက်မှာတည်းကစက်မှုလုပ်ငန်းတွေစတင်ပေါ်ပေါက်လာတယ်ဖြစ်တယ်ဒါဆိုရင်ပထမခေတ်မှာချယ်တို့ကပြောမယ်ဆိုရင်ပထမခေတ်လို့ပြောလို့ရှိရင်1890 1973မှာဝန်ထမ်းတွေအတွက် welfare ကျေဆွမ်းနာကပြောခဲ့တဲ့ welfare worker association ကိုပြုလုပ်ပြီးတော့ဝန်ထမ်းတွေအတွက်လုံသမားတွေအတွက်တာရေးနာရေးတွေကိုစတင်လှုပ်ဆောင်ခဲ့ကြတယ်ဒါဆိုရင်1914 1939မှာ labor manager တွေဖြစ်လာတယ်ဘာကြောင့်ဖြစ်လာလဲဆိုတော့ recruitment and selection ပိုင်းတွေတို့စတင်လှုပ်ဆောင်လာကြပြီးဝန်ထမ်းခန့်အပ်ခြင်းတွေဝန်ထမ်းရွေးချယ်ခြင်းတွေကိုစတင်ခန့်အပ်လှုပ်ဆောင်လာကြတယ်1949နဲ့1989မှာဆိုရင် interview technique တွေတို့သုံးလာတယ်เนาะ training method တွေတို့သုံးလာကြတယ်ဒါကြောင့်မလို့သူ့ကိုဘာလို့ခေါ်လဲဆိုရင် personal management လို့ခေါ်တယ်โอเคเนาะအခေါ်အဝေါ်လေးတစ်ခါလဲပြောပြမယ်เนาะ1890မှာ welfare 1914 1939မှာ labor manager 1945 1985မှာဆိုရင် personal management เนาะ personal management လို့ခေါ်တယ်1890 1980 1990မှာဆိုကျွန်တော်ဘာလို့ခေါ်လဲဆိုလို့ရှိရင် human resource management လို့လည်းခေါ်သလို human capital လို့လည်းခေါ်သွင်းလာကြတယ်โอเคဒါဆိုရင်ဒီချေတို့ကအခုချေတို့မြန်မာနိုင်ငံမှာလဲ UK diploma ဆိုပြီးတော့ HR UK diploma ဆိုပြီးချေတို့ကရှိပါတယ်အဲ့တော့ UK diploma တွေဘယ်နိုင်ငံကရင်ယူကြသလဲเนาะဘယ်နေရာယူကြသလဲဆိုရင်ဟိုးတစ်ချိန်ကလေးကရှိခဲ့တယ် CIPD လို့ခေါ်တဲ့ Chartered Institute of Personnel and Development โอเคเนาะဒီကျောင်းတော်ကြီးရဘယ်လိုလူတွေကိုမွေးထုတ်ပေးတယ်လဲ Professional Association for Human Resource Management Professional တွေကိုမွေးထုတ်ပေးနေတာပါโอเคเนาะဒါဆိုရင်ဒီချေတို့ကဒီကျောင်းရပြီးတော့တကယ်ကို Professional တွေเนาะဒီအလုပ်တစ်ခုမှလောက်ကင်နိုင်တဲ့ရေချင်းထက်မြက်တဲ့သူတွေကိုမွေးထုတ်ပေးနေတဲ့ကျောင်းလို့ပြောလို့ရှိရင် UK နိုင်ငံမှာရှိပါတယ် CIPD လို့ခေါ်တဲ့ကျောင်းကြီးဖြစ်ပါတယ်အဲ့တော့သူ့ကိုအရင်ဆုံးဒီကျောင်းကိုစတင်တည်ထောင်ခဲ့တဲ့ CEO ကတော့ Peter Chase ဖြစ်ပါတယ်ဒါဆိုရင်ဒီချေတို့က CIPD ကိုစတင်တည်ထောင်တော့ဒီ CEO ဒီ Peter Chase ဆိုတာကိုမှတ်ထားပေးပါဒါဆိုရင်ဒီချေတို့တွေဒီချေတို့ HR လောကမှာချေတို့ဖက်ကတဲ့စာအုပ်အများဆုံးတော်တော်များများဒီOmjot နဲ့နီးစပ်အောင်ရေးနိုင်တော့ Armstrong ဆိုတာချေတို့မှာရှိပါတယ်ဒါ Armstrong ဆိုရင်ဒီကျောင်းတော်ကြီးရဲ့ CIPD မှာ Director အဖွဲ့ဝင်တဦးအနေနဲ့သူဟာအလုပ်လုပ်ကင်ခဲ့ဘူးပါတယ်သူ့ရဲ့စာအုပ်တွေတော်တော်များများကပေါ့နော်ချေတို့ဒီလုပ်ငန်းခွင်နဲ့ပတ်သက်တာကိုတော်တော်များများအထောက်အကူဖြစ်စေတာတွေ့ရှိရတာဖြစ်ပါတယ်โอเคเนาะဒါကတော့ဒီချေက HR ရဲ့သမိုင်းကြောင်းလေးကိုဒီချေရှင်းပြပေးတာပါနောက်တစ်ခါကျ HR ဆောင်းနာကချေပြောခဲ့တဲ့ခက်လေးကိုချေဒီမှာပုံလေးနဲ့ချေရှင်းပြပေးပါအောင်မယ် evaluation of HR man ဘယ်လို HR man ပေါ်ပေါက်လာခဲ့ပြန်လည်စစ်ဆေးခြင်းဖြစ်ပါတယ် low height ပါမယ် organizational scope ပါမယ် time and period ပါလိမ့်မယ်โอเคเนาะအဲ့တော့ time တစ်ခုနေမှာဘယ်လိုပြောင်းလဲလာတဲ့ organization ရဲ့เนาะအခွင့်အလမ်းတွေနဲ့ဘယ်လိုရွေးဖြစ်ပါလဲဆိုရင်ချေဆွမ်းနာကပြောခဲ့တဲ့ပထမခေတ်မှာဆိုရင် workfare officer လို့ခေါ်တယ်ဒုတိယခေတ်မှာဆို labor manager လို့ခေါ်တယ်တတိယခေတ်မှာဆိုကျွန်တော် personal management လို့ခေါ်တယ်စတုတ္ထခေတ်မှာဆိုကျွန်တော်က human resource management ဆိုပြီးတော့ခေါ်လာတယ်အခုချိန်မှာဆိုရင်လက်ရှိ current ထိကတော့ human capital လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်တဲ့ HR bridge partner တွေ
bridge ဆိုတာကလုပ်ငန်းနဲ့ပါတနာ HR ဆိုတာလုပ်ငန်းရဲ့ပါတနာပါတဲ့ကောင်းခြင်းဆိုးခြင်းကိုခံစားပြီးတော့သူဖြစ်ပါတယ်အဲ့တော့က people လူတွေပါဝင်လာတာဖြစ်တဲ့အရန်အဆင့်မြင့်သွားပြီဖြစ်ပါတယ်အဲ့တော့လူသားအရင်းမြင့်စီမံခန့်ခွဲတဲ့နည်းပညာဟာတော်ယုံတော့မလွယ်ပါဘူးလူတစ်ယောက်ချင်းလူဆိုတာစိတ်ပါတယ်စိတ်ရဲ့ခံစားချက်ပါတယ်အခုစိတ်ရဲ့ခံစားချက်ကတခုခုဖြစ်သွားပြီဆို emotional ကချက်ချင်းပြောင်းသွားတယ်ဒီကျဲဆိုအပြင်မှာဆိုစာတင်တိုင်းစဉ်းစားချက်တခုခုပြောလိုက်ပြီဆိုတော့ emotional အမြဲတမ်းချက်ဖတ်တယ်ဘာဖြစ်လို့သူတို့ကိုချက်စာတင်တဲ့အခါမှာနားလေတာတွေရှိတယ်နားမလဲတာတွေရှိတယ်โอเคနားမလဲဘူးချက်နားလဲလာလို့ခဏခဏမေးပြီးတော့သူတို့ emotional ဘက်မှာနားလဲတဲ့ပုံရိပ်မပေါက်မချင်းတည်ချက်အဲ့ဒီ subject ကိုရအောင်ရှင်းတယ်ဒါမျိုးကိုချက်တို့က human capital ဖြစ်လာတာဖြစ်တယ်သူတို့ကိုအရင်အနည်း capital ဆိုတာချက်ရင်းနှီးလိုက်တာဖြစ်တဲ့ဘယ်လုပ်ငန်းမဆိုဝန်ထမ်းတစ်ယောက်ကိုရင်းနှီးလိုက်ပြီးဆိုတော့ profit ပြန်လိုချင်တာပဲโอเคနော်သူတို့ရဲ့ရင်းနှီးမှုနဲ့ပြန်ရလာမဲ့ရလက် result ဟာ profit ပဲလိုချင်ကြတယ်အဲ့တော့ကိုယ်တိုင်ကလည်းစူးစမ်းမှုအားထုတ်မှုရှိမှသာတဲ့လုပ်ငန်းမှာမြဲပြီးတော့ယာတူးတွေတိုးမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီချက် HR နဲ့ပတ်သက်တဲ့တမိုင်းကြောင်းလေးကိုရှင်းပြပြီးပြီဆိုတော့လုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော်ကျတို့မြန်မာနိုင်ငံမှာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ချက်အမျိုးအစား type လေးတွေ6မျိုးကိုဒီချက်ဗဟုသုတအနေနဲ့ဆက်လက်ရှင်းပြပေးမှာဖြစ်ပါတယ်โอเคဒါဆိုရင်လုပ်ငန်းမျိုးစား6မျိုးရှိပါတယ်အရင်ဆုံးချက်ရှင်းပြပေးမှာတော့ private ပေါ့နော်private လုပ်ငန်းကိုချက်အရင်ဆုံးရှင်းပြပေးမယ်မြန်မာနိုင်ငံမှာပေါ့နော်လုပ်ငန်းတွေပြောလိုက်ရင်6မျိုးလို့ရှိတယ်ဒါပေမဲ့တော်တော်များများသိတာကတော့ private နဲ့ public ဆိုပြီးတော့တော်တော်များများသိတယ်ကျွန်တော်မြန်မာနိုင်ငံမှာshare ပေါ့နော်ဒီ private limited company လို့ပြောလိုက်လို့ရှိရင်ဒီလုပ်ငန်းမှာ share 2ယောက်ကရင်အယောက်50အထိပဲပါဝင်နိုင်ပါတယ်โอเคနော်စီမံခန့်ခွဲရေးတဲ့စီမံခန့်ခွဲမှုကျွမ်းကျင်သူ managing director တွေထားရှိရမှာဖြစ်ပါတယ်โอเคဒါဆိုရင်အစု share ဝင်တဲ့အခါမှာသတင်းစာတွေ journal တွေမှာသူကလူအများကိုသိအောင်လို့သူကကြော်ညာလို့မရဘူးเนาะဘာဖြစ်လဲဆိုရင်သူက private ဖြစ်နေလို့เนาะဒါဆိုရင်ကိုကလုပ်ငန်းတစ်ခုမှလုပ်ပြီးဟေးဆိုလို့ရှိရင်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကိုပါမယ်ပြီးလို့ရှိရင်ကိုကထားပါတော့ယောက်ျားကCEO ဆိုရင်မိန်းမက director ဒါမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်တို့က private company လို့ပြောမယ်โอเคနော်ဒါမြန်မာနိုင်ငံမှာတော်တော်များများရှိတယ်ပေါ့နော်ဒီလိုမျိုးလောက်ကြတဲ့ပုံစံမျိုးကโอเคဒါဆိုရင်အနည်းဆုံးချက်ပြောခဲ့တယ်ဒါ share 2ယောက်ရှိရမယ် share ဆိုကျွန်တော်ကမိသားစုပဲโอเคနော်ဟာမလဲကိုအမျိုးတွေထည့်လို့ရတယ်ဘာလို့သူအများနဲ့သက်ဆိုင်တာကိုကျွန်တော်သွားပြီးတော့ share တွေခေါ်လို့မရအောင်အဲ့တော့ကိုကမှတ်ပုံတင်ရတယ်အသင်းအဖွဲ့စည်းကမ်းတွေအသင်းအဖွဲ့မှတ်တမ်းတွေရှိရမယ်အဲ့တော့အသင်းအဖွဲ့မှတ်တမ်းဆိုတာကုမ္ပဏီရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေအားလုံးကိုရင်းနှီးမြှုပ်နှံတဲ့အင်အားတွေเนาะနောက်တစ်ခုကကြတော့ကျွန်တော်ဘာလဲဆိုတော့ကိုကုမ္ပဏီရဲ့ logo တွေရှိရမယ်ဒါအသင်းအဖွဲ့နဲ့ပတ်သက်တဲ့မှတ်တမ်းကိုကုမ္ပဏီမှာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီယုံကြည်မှုနဲ့မှာသွားပြီးတော့ကျွန်တော်တို့ကနာမည်တင်ထားတာကုမ္ပဏီ license လုပ်ထားတာတွေเนาะနောက်တော့ကိုယ့်မှာ logo or ကိုယ့်ရဲ့ privacy logo ရှိတယ်ဒါမျိုးတွေเนาะlogo ဆိုတာကကျွန်တော်ကုမ္ပဏီအမှတ်တံဆိပ်ကိုပြောရမှာเนาะကုမ္ပဏီအမှတ်တံဆိပ်ရှိတယ်ဆိုတာမျိုးတွေဖြစ်ကြမယ်နောက်တစ်ခုကကျအသင်းအဖွဲ့ဝင်စီကန်းဆိုတာကဘာလဲပြောရင်ကိုကုမ္ပဏီမှာပေါ့เนาะကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေက rule and regulation တွေခြေချစွာချမှတ်ပေးရမယ်အစုရှယ်ယာနဲ့ပတ်သက်တဲ့ရောင်းဝယ်ကိစ္စမှုတွေပါထည့်သွင်းပြီးတော့ဒီအမြတ်တွေကိုဘယ်လိုမျိုးပေါ့เนาะကျွန်တော်ကခွဲဝေပေးမယ်ဆိုတာတွေเนาะဒီအမြတ်ရခဲ့လို့ရှိရင်ဘယ်လိုပုံစံတွေနဲ့သွားမယ်ဆိုတာတွေကိုကျွန်တော်ကအသင်းအဖွဲ့စီကန်းတွေကကိုယ့်ဘာကိုတေချာစွာသတ်မှတ်ပေးရမယ်အမှတ်ဒီရှင်းတန်းတွေကဘယ်ချိန်မှာလုပ်မလဲเนาะဘယ်လိုမျိုးပုံစံတွေနဲ့သွားမလဲဆိုတာကိုကျွန်တော်ကတေချာစွာအသင်းအဖွဲ့စီကန်းတွေမှာပြောပြပေးထားရမယ်ဒါဆိုကျွန်တော်မြန်မာနိုင်ငံမှာ private နဲ့ပတ်သက်တဲ့ပေါ့เนาะဒီလုပ်ငန်းရှင်တွေချက်ကဒီမှာပြောပြပေးထားတာပေါ့เนาะဒါဘူးသူရအနေနဲ့ချက်ထည့်ပေးထားတာပါโอเคဒါဆိုရင်နောက်ကတစ်ခုအနေနဲ့ကဘာလဲဆိုတော့ public ပါโอเคเนาะ public လို့ပြောလိုက်လို့ရှိရင်အများနဲ့လုပ်ရတာပေါ့เนาะအများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့အစု share စဉ်9ဦးဝိုင်းပြီးအကန့်အသတ်မရှိ share ဝင်လို့ရတယ်โอเคเนาะဒါဆိုရင်အနည်းဆုံးသူကလည်း director 2ဦးတော့ထားရှိရမယ် share တွေကိုထုတ်ရောက်နိုင်တဲ့အများမြင်သာအောင်လည်းသူကကြေညာနိုင်လို့ရတယ်โอเคเนาะshare ဝင်ထားသူတွေကိုသူကအမျက်ဝေစုခွဲဝေနိုင်ဖို့အတွက်အမြဲတမ်းလုပ်ငန်းကိုတိုးတက်အောင်သူကစ조사လုပ်ကိုင်နေရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီချိန်တို့က share ဝင်လို့ရတဲ့လုပ်ငန်းတွေဆိုအခုမြန်မာနိုင်ငံမှာမြင်သာအောင်ပြောရရင်ကျွန်တော် stock exchange တွေပေါ့ FIMI လို့ဟာမျိုးတွေโอเคเนาะကျွန်တော်တွေဒီမှာ share လေးမှာဘူးသူရအနေနဲ့ပြထားတာပေါ့เนาะ FIMI တို့ဘာလို့ပါတယ် FIMI တို့ဘာလို့ပါတယ်ပြီးလို့ရှိရင် AKBZ တို့ဘာလို့ပါတယ် GGI တို့ဘာလို့ပါ EFI တို့ဘာလို့ပါတယ်โอเคเนาะဒါမျိုးလုပ်ငန်းတွေကကျွန်တော်ကprivate လုပ်ငန်းတွေပါမြန်မာနိုင်ငံကထွန်းကားလာတာတိုးတက်လာတာမကြသေးဘူးမြန်မာနိုင်ငံတိုးတက်လာတာမကြဘူးကိုကွန်မတီထောင်မှုအတွက်ခြေတို့ကshare တွေမြောင်များစွာ
ရင်းနှီးရတယ်ကွာနော်ရင်းနှီးရတဲ့အတွက်ဒီအရင်းနှီးတွေကိုချေတို့ကcapital market တွေလုပ်ဖို့အတွက်နော် stock market တွေလုပ်ဖို့အတွက်ချေတို့ကဈေးကွက်တွေကိုချေတို့ကရှာဖို့အတွက်public company ကြီးတစ်ခုဖြစ်လာဖို့အတွက် share တွေကိုချေတို့ကထုတ်ရောင်းရတယ်အမ stock exchange လိုဟာမျိုးနော်တီလဝါလိုဟာမျိုးဒါချေတို့ share တွေထုတ်ရောင်းကြတယ်ထုတ်ရောင်းပြီးတော့ချေတို့ကသူကထုတ်ရောင်းလို့ရနော်အဲ့မို့ကိုယ်နိုင်ငံကတိုးတက်တာမကြသေးတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့လုပ်ငန်းတွေမှာလောက်ကင်မှုအတွက် stock exchange တွေလောက်ကင်မှုအတွက်ကတော်တော်များများလုပ်ငန်းက9ခု6ခုလောက်ပဲရှိတယ် stock exchange လောက်တာဆိုလို့ပေါ့နော်